တော့ငါပြောခဲ့လေဒါပေမဲ့နင်က6လတောင်စောင်းခဲ့တယ်လေ6လကျော်နေမလာမတော့ငါယူပြီးသွားဟဲ့ဟောငါယူထားတယ်လွယ်လွယ်နဲ့ယူထားမို့နော်ဒါစီတိုင်းပိုင်ရှင်းတာမဟုတ်ပါဘူးငါကတစည်းစာလောက်ဆိုတော့ကျင်းနေပါပြီဟောရတာဗောသိရတယ်ဟဲ့တကယ်လို့ရခဲ့လို့ရှိရင်နင်ငါလိုချင်တဲ့ဖြေပေးမှာဟဲ့အဖြေတွေမဟုတ်တစ်ခါတည်းမှယူလိုက်မယ်ဟဲ့နေပေါင်းဟာဟဲ့နေရဘာလဲဟဲ့ဟောနေရလေဟာအဲ့လိုမျိုးငေါ့နေတိုင်းတော့ညင်းမနေပါနဲ့ဟာငါမနေကိုပြန်မကြိုက်နိုင်တာဟောပြန်မကြိုက်လိုက်လဲတော့ဟာငါမဘာအချက်တွေများမကောင်းတဲ့ချက်တွေရှိနေလို့လေအကောင်လုံးပဲအဲ့လိုတော့မပြောနဲ့လေဟာနေရလဲနင်လိုချင်တဲ့ချက်တွေပြောငါပြောင်းလဲပြီးမှာဗောကနေရလဲနေသေးကြလားဟောတိကြတယ်နင်လိုချင်တာဟုတ်လားပြောလိုက်သေးကြတော့ငါလိုချင်တာပြောရင်နေလုတ်ပေးမှသေးကြနော်ဟာလှုပ်ပြီးမှတိကြတယ်ဟုတ်ပြီလေအခုလက်တလုံးမှာတွေးကြုံနေရတဲ့အရာရှားနေတဲ့အရာဖားလဲရှာပါစီဟုတ်တယ်မလားစီဟုတ်တယ်တိတ်ဟုတ်တာပေါ့အေးအခုလည်းအိမ်မှာစီမရှိလို့ငါကားထားခဲ့ရတယ်အေးငါလိုချင်တဲ့အဲ့စီကိုနေရအောင်ရှာပေးအများကြီးတော့မဟုတ်ပါဘူးငါကတစည်းစာလောက်ဆိုတော့ကျင်းနေပါပြီစီဟောရတာဗောသိရတယ်ဟဲ့တကယ်လို့ရခဲ့လို့ရှိရင်နင်ငါလိုချင်တဲ့ဖြေပေးမှာဟဲ့အဖြေတွေမဟုတ်တစ်ခါတည်းမှယူလိုက်မယ်မကြိုက်ပြီโอเคနင်တေးကြရနော်တေးကြတယ်โอเคငါပြန်လာခဲ့မယ်နင်စောင့်နေနော်တခါယူမှာနော်အေးပါပြန်လာခဲ့မယ်နော်စောင့်နေနော်တခါတည်းယူမှာနော်ပြန်လာခဲ့မယ်နင်စောင့်နေဟုတ်ပြီဟာနောက်ဆုံးတော့မင်းလိုချင်တဲ့ຢာတွေကိုအများကြီးရလာခဲ့ပြီကွာမိမရတော့ပါလေးမွေးလာမယ်ဟဲ့နင်ဒါပါအိလေဒါကြီးအောင်ဟဲ့ဒါကြီးကလေးလားဒါကငါလင်ဘာဖြစ်လို့လဲဟောနင်ဘာထားလဲဟာနင်ကတော့ပြောခဲ့စကားနင်မမိတော့လားဘာစကားလဲဘာလာပြောညာလဲဟဲ့နင်နဲ့ငါနဲ့မတွေ့တနေ့ကြော်တောင်ရှိပြီလေတနေ့ကြော်ပြီဟုတ်လို့လားနင်ကလေဟဲ့တနေ့ကြော်လို့ဒါနဲ့ဒါရတာဗောရက်ပိုင်းနဲ့ရမလားအေးဟာဟုတ်တယ်နော်ဟောဒါမျိုးဟာနင်ကနင်စဉ်းစားကြည့်ပါနင်ကတော့ပြောတဲ့စကားလေးနင်မေ့နေရလားနင်ငါဘာပြောခဲ့ဘာစကားမှလည်းနင်ကားတော့လေစီရှာနိုင်လို့ရှိရင်ငါ့ကိုယူမယ်ဆိုတာလေအဲ့စကားနင်မေ့နေရလားတိကျပြန်စဉ်းစားပါဦးဟဲ့အဲ့ဒါငါပြောခဲ့လေဒါပေမဲ့နင်က6လတောင်စောင်းခဲ့တယ်လေ6လကျော်နေမလာမတော့ငါယူပြီးသွားဟဲ့ငါယူထားတယ်လွယ်လွယ်နဲ့ယူထားမို့နော်ဒါစီတိုင်းပိုင်ရှင်းတာဟမ်အဲ့ဒါစီတိုင်းပိုင်ရှင်းတာတထောင်သားရုပ်ကြီးနဲ့မင်းကပါဟဲ့ဘာလဲဟဲ့အခုချိန်မှနင်ပေါ်မလာနဲ့ဒါကိုလက်ခံနိုင်လားလက်ခံနိုင်လားအဲ့ဒါရောဟာဘလို့စိတ်နဲ့တောင်းယူရမှာလဲတွားပါတော့နင်တို့တွားပါတော့မခံနိုင်မင်းလည်းဗျာအခုချိန်မှနင်စီပဲပါငါနင်ကိုစိတ်မော်သားလာတော့မယ်ယောက်ျားဟောညီလေးမင်းစီဒီပိုင်လိုအပ်ခဲ့ကိုယ့်ကိုချိန်မျိုးဆက်တယ်လားနော်ငါစီတန်းစီတာအဲ့လိုတော့ကြာသွားလာကွာဟာ